အခုတော့မှ PDF တသိန်းရှိတယ်တဲ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်နေ့စဉ်တည်ထူးတည်ကောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုရှင်ပါတယ်အခုဗာလဲ COC တဲ့ COC တဲ့ချိန်စော command တို့ကုတ်တော့ contact တို့ဗျာစစ်တဲ့ကျင့်ဝတ်တွေဗျာအခုတော့မှရှိတဲ့ PDF တသိန်းကျော်ကစစ်တဲ့တော့ကျင့်ဝတ်တွေဘာတွေလိုက်နာလဲဆိုလိုက်မနာလို့အခုသဘုံတွေဖြစ်နေကြပြီအခုအကြမ်းဖက်တွေဖြစ်နေကြပြီဒါဖုံဖုံမှာအဲ့လိုပြောတယ်ဆိုတာ PDF တွေအကုန်လုံးကိုဝလုံးနဲ့သိမ်းရတာမဟုတ်ဖုံဖုံရှိမှာစာတွေတစ်ထပ်ကြီးရှိတယ် PDF တွေကျူးလွန်ထားတဲ့မှုခင်းတွေစာတွေတစ်ထပ်ကြီးရှိတယ်ဖုံဖုံကွန်ပျူတာနဲ့ကိုကြနာနာကိုပရိထုတ်ပြီးတော့ကိုသိမ်းထားတာစာတွေတစ်ထပ်ကြီးရှိတယ် PDF အတိုင်းမဟုတ်ဘူးပကဖအတိုင်းမဟုတ်ဘူးအေး PDF တွေပကဖတွေအများကြီးကျူးလွန်ထားတဲ့မရိမှုတွေလူသတ်မှုတွေတစ်ထပ်ကြီးရှိတယ်ကဲအဲ့ဓာတွေကဘာတွေဖြစ်လာလဲဆိုတော့အဲ့ဓာတွေကအန်ယူဂျီအတုံးမကြလို့ MOD တို့အတုံးမကြလို့ဖြစ်လာတဲ့ကိစ္စတွေလေသူတို့အောက်မှာရှိတဲ့ PDF တွေကိုသူတို့အဲ့လိုနိုင်အောင်မထိန်နိုင်လို့အခုလိုဖြစ်လာအခုရှမ်းပြည်နယ်မြောက်ပိုင်းမှာအဲ့လိုဖြစ်တန်ကြားလာကချင်ပြည်နယ်မှာအဲ့လိုဖြစ်တန်ကြားလာနော်ကချင်ပြည်နယ်မှာ KIA စစ်သားတယောက်ကပြည်သူကိုမဒိန်ကျင်းလို့တပ်ဖြတ်လို့ကြားလာရှိလား KIA ရက်တီလာတာနှစ်ပေါင်း60ကျော်ရှိပြီ60ကျော်ရှိပြီအဲ့ဒီနှစ်ပေါင်း60ကျော်အတွင်းမှာ KIA စစ်သားတယောက်ကပြည်သူကိုမဒိန်ကျင်းလို့တပ်ဖြတ်လို့ဆိုတာအင်မတန်မှနည်းပါတယ်နှစ်ပေါင်း60မှာအမှုပေါင်း60တောင်မရှိဘူးနော် KIA ရက်တီလာခဲ့တဲ့နှစ်ပေါင်း60မှာအဲ့ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်တဲ့ KIA စစ်သားအမှုပေါင်း60တောင်မရှိဘူးမနေ့တနေ့မှပေါ်လာတဲ့ UNG PDF ပကဖတွေအမှုပေါင်း1000မကရှိနေပြီကဲဟိုမှာ KIA ကနှစ်ပေါင်း60ကျော်တီထောင်လာတာအမှုပေါင်း60ကျော်မရှိဘူးမနေ့တနေ့မှပေါ်လာတဲ့ UNG အောက်က PDF တသိန်းကျော်အမှုပေါင်း1000မကဖြစ်ကုန်ပြီအခု AA တို့ပေါ်လာတာကြာပြီရှမ်းပြည်နယ်မြောက်ပိုင်းအဖွဲ့တွေဟိုဝါတွေကိုကန့်တွေပေါ်လာတာကြာပြီ RCS တို့ SSPB တို့ပေါ်လာတာသူတို့မှာစစ်ရာဇဝတ်မှုဆိုတာအင်မတန်မှနည်းတယ်ဘာဖြစ်လို့အဲ့လိုစစ်ရာဇဝတ်မှုအင်မတန်မှနည်းလဲဆိုရင်သူတို့ရဲ့စစ်သားတွေကိုသူတို့နိုင်အောင်ထိန်းနိုင်တာသူတို့ရဲ့စစ်သားတွေကိုသူတို့နိုင်အောင်ထိန်းနိုင်တာနော်အဲ့လိုသူတို့ရဲ့စစ်သားတွေကိုသူတို့နိုင်အောင်ထိန်းနိုင်တဲ့အခါကျတော့ပြည်သူပေါ်မှာစစ်ရာဇဝတ်မှုတွေကျိုးလွန်တာအနိုင်ကျင့်တာစော်ကားတာတတ်တာဖြတ်တာအခွန်ကောက်တာမဒိန်ကျင့်တာတွေမရှိသလောက်ရှားတာပေါ့ဗျာကဲအခု UNG က PDF တသိန်းရှိတယ်လို့လားပြောတာအဲ့ဒီသူတို့ PDF တသိန်းကိုသူတို့နိုင်အောင်မထိန်နိုင်ဘူးအဲ့ဒီ PDF တွေကပကဖတွေကမြေပြင်မှာသဘုံတွေဖြစ်နေပြီဓမြတွေဖြစ်နေပြီဖုံဖုံပြောတာကိုမယုံရင်မြေပြင်ကပြည်သူတွေကိုစုံစမ်းကြည့်ပကဖတွေသဘုံတွေဖြစ်နေပြီပကဖတွေမြေပြင်မှာဓမြတိုက်စားနေတာဓမြတောင်ရိုးရိုးဓမြမဟုတ်ဘူးကားတစ်စီးကိုဘယ်လောက်လှေတစ်စီးကိုဘယ်လောက်သင်္ဘောတစ်စီးကိုဘယ်လောက်ဟာဘာတစ်စီးကိုဘယ်လောက်ဆိုပြီးတော့ဓမြတိုက်စားနေတာပကဖတွေဖုံဖုံပြောတာမဟုတ်ရင်ရှာဖြတ်လို့ရပါတယ်နော်ရှာဖြတ်ခံပါတယ်ရိုးတော်လိုင်းဆရာတော်ပြောတာမဟုတ်ရင်ရှာဖြတ်ခံလို့ရပါတယ်ဒါကြောင့်အခု UNG အောက်မှာရှိတဲ့ဒီပကဖတွေ PDF တွေကမြေပြင်မှာပေါ်တင်ကိုဓမြတိုက်စားနေတာပေါ်တင်ကိုမဒိန်ကျင်တဲ့ပြည်သူကိုတပ်ဖြတ်တဲ့အချင်းချင်းပြန်မယ်အိုးအမှုပေါင်း16000အဲ့ဓာတွေကဘသူကြောင့်ဖြစ်တာလဲပြောတော့ဒီ PDF တွေက UNG အောက်မှာရှိတာဆိုအဲ့တော့ဒီ PDF တွေဒီလိုတွေရာဇဝတ်မှုတွေကျူးလွန်တာဘသူကြောင့်လဲနောက်ဆုံးရခိုင်ကAA စစ်သားတွေရာဇဝတ်မှုကျူးလွန်နေဆိုရင်ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ခေါင်းပေါ်ရောက်မှာလေကချင်ပြည်နယ်က KIA စစ်သားတွေရာဇဝတ်မှုတွေကျူးလွန်နေဆိုရင်ဗိုလ်ချုပ်ဂွမ်မော်ခေါင်းပေါ်ရောက်မှာလေဟုတ်တယ်မလားအခု UNG အောက်ကပကပတွေ PDF တွေဓမြတိုက်စားပြည်သူပေါ်မှာစစ်ရာဇဝတ်မှုတွေကျူးလွန်ဒါတွေကဘသူခေါင်းပေါ်ရောက်မှာလဲရေမုံတို့လွင်ကိုလက်တို့ခေါင်းပေါ်ရောက်တာပေါ့ရေမုံတို့လွင်ကိုလက်တို့စောက်သုံးမကြလို့အခုလို PDF တွေဓမြတွေဖြစ်နေတာပေါ့တပုံတွေဖြစ်နေတာပေါ့ရာဇဝတ်မှုတွေကျူးလွန်နေတာပေါ့အဲ့တော့ဒီကောင်တွေဘာလုပ်နေတာလဲစဉ်းစားကြည့်ပါဘုံဘုံတို့ပြည်သူတွေဘုံဘုံကပြောတဲ့ဟာတွေကိုပြောတဲ့ကိုတာဝန်ယူတာမဟုတ်ရင်ရှာလာဖြတ်နော်ရှာလာမဖြတ်နဲ့မဟုတ်ဘူးဆိုတာနဲ့ဘုံဘုံကိုရှာကိုဖြတ်ပေးမယ်ဟုတ်ပြီလားမဟုတ်ဘူးဆိုတာနဲ့ကိုရှာကိုဖြတ်ပေးမယ်ဟိုမှာနှစ်ပေါင်း60ကျော်နှစ်ပေါင်း50ကျော်နှစ်ပေါင်း30ကျော်
စစ်တိုက်စားလာတဲ့တိုင်းရင်းသားတွေဘာသာမှမကြားရဘူးဘာရာဇဝတ်မှုမှမကျူးလွန်ဘူးမနေ့တနေ့မှပေါ်လာတဲ့ PDF တွေအိုးဓမြတွေရောတခိုးတွေရောမဒိန်မှုတွေရောလူတက်မှုတွေရောအိုးအများကြီးပဲဒါဘုံဘုံ PDF တွေကိုစော်ကတာအကုန်လုံးပြောတာမဟုတ်ဘူးမြေပြင်မှာလက်ရှိတော်တော်များများကိုဖြစ်နေတာမြေပြင်မှာလက်ရှိတော်တော်များများကိုဖြစ်နေတာဒါကြောင့်အခု MOD ဆိုတဲ့ကာကွယ်ရေးဝန်ကြီးဌာနနော်ပြည်ထောင်ရေးဆိုတဲ့လွင်ကိုလက်ဥဆောင်တဲ့ပြည်ထောင်ရေးဝန်ကြီးဌာနဘာအလုံးမှမလုပ်ဘူးလေအလူခံတယ်ပေါ့ပေါ့စားတယ်နော်အလူခံတယ်ပေါ့ပေါ့စားတယ်ပြည်သူတွေရဲ့အလူငွေတွေကိုအလွဲသုံးစားလုပ်တယ်ပြီးတော့ဒီ PDF တွေကိုဘာတစ်ခုမှမထိန်ချောင်းနိုင်ဘူးနော်ဘာတစ်ခုမှမထိန်အဲ့လိုမထိန်ချောင်းနိုင်တဲ့အတွက်ကြောင့် PDF တွေကတခိုးဓမြတွေမရင်းကောင်တွေအကုန်ဖြစ်ကုန်တယ်ရာဇဝတ်မှုကျူးလွန်တဲ့ကောင်တွေဖြစ်ကုန်တယ်ကဲစဉ်းစားကြည့်နော်အဲ့ဒါကိုဘယ်လို COC လို့ပြောလို့ရမလဲအဲ့ဒါကိုဘယ်လို chain of command တို့ code of conduct တို့ပြောလို့ရမှာလဲအဲ့တော့ UNG ကချမှတ်ထားတဲ့ chain of command တို့ code of conduct တို့ဆိုတာစာထဲမှာပဲရှိတယ်တကယ်လက်တွေ့မြေပြင်မှာကဓမြတွေတပုံတွေမရင်းကောင်တွေပဲရှိတယ်အခုຫນွေဦးတော်လိုင်းကြီးကပသုံးလုံးတွေဖြတ်လို့ပြက်နေတာနော်UNG ကဒီပသုံးလုံးတွေကိုမြေပြင်မှာနေရာပေးထားတယ် PDF တွေကိုနေရာမပေးဘူးအဲ့ဒီပသုံးလုံးတွေကမြေပြင်မှာဓမြတိုက်စားတယ်ဗျာဓမြတိုက်ဘုံဘုံပြောတဲ့ဓမြတိုက်စားတယ်ဆိုတာအခွန်ကောက်စားတာကိုပြောတာမဟာတရားအခွန်ကောက်စားပါတယ်ဗျာနော်အဲ့တော့ပြည်သူကမင်းအောင်လိုင်းကိုလည်းအခွန်ပေးရတယ်ပကဖကိုလည်းအခွန်ပေးရတယ်သေပြီပေါ့ပြည်သူကိုတတ်ကိုညှင်းဆဲနေတာနဲ့အတူတူပဲလေပြည်သူသေပြီပေါ့ပြည်သူကိုကာကွယ်နေတာမှမဟုတ်တာပြည်သူကိုစောင့်ရှောက်နေတာမှမဟုတ်တာပြည်သူကိုချိန်ချောက်တယ်ပြည်သူကိုမရင်းကျင်တယ်ပြည်သူကိုတတ်ဖြတ်တယ်ပြည်သူစီကမပေးကျင်မဲနဲ့အခွန်ကောက်စားတယ်ပြည်သူသေပြီပေါ့အဲ့တော့ပြည်သူကာကွယ်ရေးအဖွဲ့ဆိုတာနာမည်ပဲရှိတယ်တကယ်တော့ပြည်သူကိုကာကွယ်နေတာမဟုတ်ဘူးပြည်သူကိုတတ်ကိုအနိုင်ကျင့်စော်ကားနေတာလေစဉ်းစားကြည့်ပြည်သူကာကွယ်ရေးအဖွဲ့ဆိုတာနာမည်ပဲရှိတယ်တကယ်တော့ပြည်သူကာကွယ်ရေးအဖွဲ့မှမဟုတ်တာပြည်သူကိုအနိုင်ကျင့်စော်ကားနေတာဓမြတိုက်စားနေတာလေစဉ်းစားကြည့်အဲ့ဒါတွေကဘသူတွေပေါ်မှာမူတည်လဲလွင်ကိုလက်တို့ရေမုံတို့ပေါ်မှာမူတည်တယ်လေဟုတ်တယ်မလားဘုံဘုံပြောတာကဘုံတို့ပြည်သူတွေဒါတွေသိရမယ်ဘုံဘုံဒီနေ့ပဲဒါတွေပြောမယ်နော်မနေ့ကအပိုင်း1ဒီနေ့အပိုင်း2ဒါပဲပြောမယ်နောက်နေ့မပြောတော့ဘူးမောသွားပြီဗျာအခုမြေပြင်တပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်းဆိုတာမြန်မာတိုင်းနိုင်ငံလုံးဒီပါကိုအကုန်ရောက်ဖူးတယ်အခုသူကိုယ်တိုင်သူ့ရဲ့ခံစားချက်နဲ့ရေးထားတဲ့စာတစ်ခုကိုဖုံဖုံဖတ်ပြမယ်သူ့ရဲ့ခံစားချက်တွေကိုသူရေးထားတာနော်ဖုံဖုံပြပြမယ်သူတဲ့တနိုင်ငံလုံးဒီပါကိုအကုန်ရောက်ဖူးပါတယ်တဲ့တိုင်းရင်းသားနယ်မြေတွေကိုလည်းအကုန်ရောက်ဖူးပါတယ်တဲ့နော်အခုຫນွေဦးတော်လိုင်းရေးကိုခြုံငုံပြီးကြည့်လို့ရှိရင်ပသုံးလုံးရဲ့ပြဿနာတွေဖြစ်နေတယ်အခုတာကွေးဝင်ကြီးဌာနပြည်ထောင်ရေးဝင်ကြီးဌာနနော်အောင်ကြည်ညွတ်ဖွတ်ကြားဆရာဘေးကခန့်ထားတဲ့အဲ့ဒီပသုံးလုံးတွေနော်အောင်ကြည်ညွတ်ဖွတ်ကြားဆရာဘေးကဖွင့်ထားတဲ့အဲ့ဒီပသုံးလုံးတွေအဲ့ဒီပသုံးလုံးတွေဖြတ်စည်းလို့တော်လိုင်းရေးတော်တော်ပြည့်စည်နေပါပြီတဲ့နော်ပြီးတော့အခွန်တွေကောက်ပိုင်ခွင့်ပေးလိုက်တယ်ပြည်သူကဒီလောက်မင်းအောင်လိုင်းနှိပ်စက်လို့ဘဝတွေစုပ်ပြတ်တက်နေတဲ့အချိန်မှာပြည်သူစီကမဟာတရားတွေခွန်တွေကောက်နေကြတယ်ကဲအဲ့ဒါဘသူကကောက်ခိုင်းတာလဲဆိုရင်ပြည်ထောင်ရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနစီယာပေနော်အောင်ကြည်ညွန့်တို့ကကောက်ခိုင်းတာဟာပြည်သူတွေလောက်စုပ်ပြတ်တက်နေပါလေဆိုတော့အခွန်တွေကောက်ခိုင်းတယ်ကဲစဉ်းစားကြည့်ဒါကြောင့်ဒီပါသုံးလုံးတွေမှွေနေလို့တော်လိုင်းရေးတော်တော်ပြည့်စည်နေဒါဒေါက်တာသေစာဆန်းရေးထားတာနော်ဒေါက်တာတေစာဆန်းရေးထားတာနော်ဘုံဘုံပြောပြမယ်နော်မသူရေးထားတဲ့ဟာလေးကိုဘုံဘုံဖတ်ပြမယ်တော်လိုင်းရေးကအရှိကိုရောက်နေတာမှန်ပါတယ်တဲ့နော်တော်လိုင်းရေးကနောက်ကိုဆုံးမသွားပါဘူးအရှိကိုရောက်နေတယ်ဆိုတာမှန်ပါတယ်တဲ့နော်ဒါပေမဲ့အန်ယူဂျီအပါဝင်တော်လိုင်းရေးအင်အားစုတွေကဒီထက်အလုပ်လုပ်ဖို့လိုပါတယ်တဲ့နော်ဒီထက်အလုပ်လုပ်ဖို့လိုပါတယ်နောက်တစ်ခုကတော်လန်ရေးကအချိန်ကြာလာတဲ့နဲ့အမျှအန်ယူဂျီအစိုးရရဲ့အချို့သောပသုံးလုံးနဲ့ PDF တွေကနော်
အခု COC တို့ချိတ်ဆော့ကွန်မန့်တို့ကုတ်တော်ကွန်တက်တို့ကိုမလိုက်နာတဲ့အတွက်ကြောင့်တဲ့နော်ဒီအကျင့်ပြတ်ခြစားမှုတွေကြောင့်တစနဲ့တော်လိုင်းရေးကပြက်စီးလာပြီတဲ့ဒါဒေါက်တာလီဆန်နဲ့ရေးထားတာနော်သူရေးထားတဲ့စာကိုဘုံဘုံပြည်သူတွေကိုနားလည်အောင်ရှင်းပြနေတာသူရေးထားတာနော်အခုအန်ယူဂျီကခန့်ထားတဲ့ပါသုံးလုံးတွေရဲ့ PDF တွေရဲ့သူတို့တွေကစစ်တယ်တော့ကျင်းဝတ်တွေမလိုက်နာပဲနဲ့ပြည်သူတွေကိုမြေပြင်မှာဓမြတိုက်စားတယ်ခွန်တောက်စားတယ်အနိုင်ကျင့်တယ်စော်ကားတယ်အဲ့ဓာတွေကတဲ့တော်လန်ရေးမှာတစနဲ့အခုအကျင့်ပြတ်ချစားပြီးတော့ပြက်စီးလာပြီတဲ့အကျင့်ပြတ်ချစားပြီးတော့ပြက်စီးလာပြီတော်လန်ရေးကြီးပြက်စီးလာပြီပေါ့ဗျာမြေပြင်မှာနော်အဲ့ဓာတွေကိုသာအချိန်မီအမြန်ဆုံးအန်ယူဂျီအနေနဲ့မပြုတ်ပြနိုင်ဘူးဆိုရင်တော်လန်ရေးကြီးသွားပြီတဲ့နော်အဲ့ဒီပါသုံးလုံး PDF တွေမြေပြင်မှာစိုးသွမ်းရုံမှာဒေတာတွေကိုအန်ယူဂျီအနေနဲ့အချိန်မီမပြုတ်ပြနိုင်ဘူးဆိုရင်ဒီတော်လန်ရေးကြီးသွားပြီအဲ့ဒါဘယ်သူရေးတာဒေါက်တာတိတ်ဆန်းဆန်းရေးထားတာဒါကြောင့်အချိန်မီဒါတွေကိုထိမ့်သိမ့်နိုင်မှသာလျှင်အစုပ်အပြတ်တက်တာလိုက်မယ်အချိန်မီအန်ယူဂျီကအဲ့ဒီပသုံးလုံးတွေကိုအချိန်မီပြုတ်ပြနိုင်မှသာလျှင်ဒီတော်လန်ရေးကြီးအစုပ်အပြတ်တက်တာမယ်ပြည်သူတွေရဲ့ဘဝအစုပ်အပြတ်တက်တာမယ်တဲ့မဟုတ်ရင်တော့ပြည်သူတွေရဲ့ဘဝတွေသွားပြီတဲ့ပြည်သူတွေရဲ့ဘဝစုပ်ပြတ်တက်သွားပြီတဲ့နော်အဲ့လိုအန်ယူဂျီကသူတို့ရဲ့ပသုံးလုံးတွေ PDF တွေကိုအချိန်မီမပြုတ်ပြနိုင်ဘူးဆိုလို့ရှိရင်တဲ့နော်ပြည်သူတွေရဲ့ထောက်ခံမှုတွေဟာတဖြည်းဖြည်း PDF တွေကိုပသုံးလုံးတွေကို UNG ကိုအစိုးမြင်လာပြီးတော့နော်တော်လှန်ရေးကြီးပျက်စီးသွားမယ်ဟုတ်တယ်လေ UNG အောက်က PDF တွေကပြည်သူတွေကိုနှိပ်စက်နေမှဓမြတိုက်နေမှမရင်းကျင်နေမှပသုံးလုံးတွေကပြည်သူတွေကိုနှိပ်စက်နေမှမရင်းကျင်နေမှဆိုပြည်သူတွေကဘာဖြစ်လာလဲပြည်သူတွေကဒေါသတွေဖြစ်လာမယ်ပြည်သူတွေကမကောင်းမြင်လာမယ်အဲ့ဒီကကျရင်ပြည်သူတွေကအုပ်အုပ်ကြက်ကြက်နဲ့မင်းအောင်လိုင်းကိုစန္ဒမပြတော့ဘူး UNG နဲ့ပသုံးလုံးနဲ့ PDF တွေကိုပြည်သူတွေကစန္ဒပြလာလိုက်မယ်အဲ့ဒီခါကျရင်ပြည်သူတွေညိုညင်လာပြီဆိုရင် UNG မြောင်းနေရောက်ပြီပကဖတွေမြောင်းနေရောက်ပြီ PDF တွေတပုံဖြစ်ပြီအခုပြည်သူတွေက PDF တွေကိုချစ်နေလို့ပြည်သူတွေက UNG ကိုချစ်နေလို့သားလင်းဘာမှမဖြစ်သေးတာတကယ်လို့သာအဲ့ဒီပြည်သူကိုပသုံးလုံးနေ PDF တွေကအနိုင်ကျင့်မဲ့စော်ကားမဲ့မရင်းကျင့်မဲ့ဓမြတိုက်မဲ့အဲ့ဒီလိုတွေကလုံနေမဲ့ဆိုရင်အဲ့ဒါတွေကိုသာ UNG အနေနဲ့အချိန်မီမပြုတ်ပြနိုင်ဘူးဆိုရင်ပြည်သူတွေသိမခံနိုင်တော့တဲ့အချိန်ကျရင် UNG မြောင်းနေရောက်ပြီပြည်သူတွေသိမခံနိုင်တော့တဲ့အခါကျရင် UNG မြောင်းနေရောက်ပြီအဲ့ဒါဘယ်သူပြောတာလဲဒေါက်တာတေဆာဆန်းပြောနေတာနော်သူပြောတာကိုဖုံဖတ်ပြနေတာနော်ဒါကြောင့် UNG နော်ပြည်သူတွေအစိုးမြင်လာတဲ့အခြေအနေအထိမရောက်သေးခင်ဘာလုပ်ဖို့လိုလဲပသုံးလုံးတွေကိုပြင်ဖို့လိုတယ် PDF တွေရဲ့အကျင့်စရိုက်တွေကိုပြင်ဖို့လိုတယ်ပြည်သူတွေအစိုးမြင်လာပြီဆိုရင်ဒီတော်လှန်ရေးကြီးသွားပြီနော်62ခုနှစ်တော်လှန်ရေးဘာကြောင့်ရပ်ပလိုက်ရတာလဲပြည်သူတွေအစိုးမြင်လာလို့69ခုနှစ်တော်လှန်ရေးကြီးဘာကြောင့်ရပ်ပလိုက်ရတာလဲပြည်သူတွေအစိုးမြင်လာလို့88တော်လှန်ရေးကြီးဘာကြောင့်ရပ်ပလိုက်ရတာလဲပြည်သူတွေအစိုးမြင်လာလို့90ခုနှစ်တော်လှန်ရေးကြီးဘာကြောင့်ရပ်ပလိုက်ရတာလဲပြည်သူတွေအစိုးမြင်လာလို့ပြည်သူတွေကဟဲ့အောင်နေမင်းတို့တွေလောက်တဲ့အတွက်ကြောင့်ငါတို့တွေကောင်းကောင်းမနေရဘူးကွာငါတို့တွေဘုံကျဲခံရတယ်ငါတို့တွေအသက်ပြတ်ခံရတယ်မင်းတို့မလောက်ကြနဲ့တော့ဆိုတဲ့အစိုးတွေမြင်လာရင်တော်လှန်ရေးဟာရှစ်ဆက်သွားလို့မရတော့ဘူးဒါကြောင့်ပြည်သူတွေအစိုးမမြင်ခင် UNG ကသူ့အောက်မှာရှိတဲ့ပသုံးလုံးတွေ PDF တွေကိုအလီမီအမြန်ဆုံးထိန်းချုပ်နိုင်ဖို့ပြုပြင်ပြောင်းလဲနိုင်ဖို့လိုအပ်နေတယ်အခုမြေပြင်မှာကြိုက်တဲ့ပြည်သူကိုကြိုက်တဲ့ရွာကိုဆက်သွယ်ပြီးမေးကြည့်ပါဖုံဖုံပြောတာပြည်သူတွေတော်တော်များများပသုံးလုံးတွေရဲ့မကောင်းကြောင်းတွေပြောကုန်ကြပြီပသုံးလုံးတွေကိုကြောက်လို့ပြည်သူတွေထွက်ပြေးနေရပြီဟိုးရင်တော့ကဖုံဖုံတို့ပြည်သူတွေသိထားတာကမင်းအောင်လိုင်းဘုံလာကျက်ပြီဆိုရင်မင်းအောင်လိုင်းကိုကြောက်လို့စစ်ဘေးရှောင်နေဆိုတာကိုပဲကြားဘူးတယ်အခုအဲ့လိုမဟုတ်ဘူး
ပါသုံးလုံးတွေကိုကြောက်လို့ပြည်သူတွေစစ်ဘေးရှောင်နေရတာအများကြီးပါသုံးလုံးတွေကိုကြောက်လို့ပြည်သူတွေနိုင်ငံခြားထွက်ပြေးနေရတာတွေအများကြီးမယုံမရှိနဲ့ဂလုံကွေးစီဗျာကိုယ့်ဘာကိုစုံစမ်းကြဗျာနော်ကိုလည်းပဲပြည်သူတယောက်ပဲကိုလည်းပဲရွာရှိတယ်မြို့ရှိတယ်စုံစမ်းကြဟုတ်မဟုတ်နော်ဘုံဘုံပြောတာနဲ့အဆုံးမသက်နဲ့ဟုတ်မဟုတ်ဒါကဒေါက်တာသေစာဆန်းရေးထားတာနော်ဒေါက်တာသေစာဆန်းဆိုတာကိုတွေးတနိုင်ငံလုံးလှည့်ပတ်ပြီးသွားနေတာသူရေးထားတာဖတ်ပြတာနော်နောက်ကြံသေးတယ်တိုင်းရင်းသားတွေကတဲ့ UNG နဲ့ PDF ကိုစိတ်ပြတ်နေကြတယ်အဲ့ဒါဖုံဖုံပြောတာနော်တိုင်းရင်းသားတွေက UNG နဲ့ PDF ကိုစိတ်ပြတ်နေကြတယ်ဘာကြောင့်စိတ်ပြတ်တာလဲဆိုတာအဲ့မှာဒေါက်တာဒေစာဆန်းရေးထားတဲ့စာလေးကိုဖတ်ပြမယ် PDF အပါဝင်နော် UNG အောက်မှာရှိတဲ့လက်နက်ကင်တွေကစစ်သားမပီသားကြဘူးတဲ့အခု PDF တွေကိုဘယ်သူထိန်းချုပ်လဲရေမုံနဲ့လွင်ကိုလက်ထိန်းချုပ်တယ်အောင်ကြည်ညွန့်ထိန်းချုပ်တယ်နော်အောင်ကြည်ညွန့်ရဲ့ရေမုံရဲ့လွင်ကိုလက်ရဲ့သူတို့တွေထိန်းချုပ်တယ်အဲ့တော့သူတို့တွေထိန်းချုပ်တယ်လို့သာပြောနေတာ PDF တွေကခုနကပြောသလိုလေဓမြတွေဖြစ်နေတဲ့သဘုံတွေဖြစ်နေတဲ့အကြမ်းဖက်တွေဖြစ်နေတဲ့ရာဇဝတ်မှုတွေကျူးလွန်နေတယ်အဲ့တော့အဲ့ဒီလို PDF တွေကစစ်သားမပီတာပဲနဲ့သဘုံတွေပုံစံလက်နက်ကင်တွေပုံစံဖြစ်နေတယ်နော်ဖုံဖုံပြောနေစတန်ဒတ်ပေါ့ဗျာစတန်ဒတ်ဆိုတာကရခိုင်တပ်တော် AA တို့လို့ဆေးရဆွေးမှုတွေမကျူးလွန်ဘူးနောက်တိုက်ပွဲသတင်းတွေကိုမလိုအပ်ဖက်နဲ့မထုတ်ပြန်ဘူးရန်သူကိုမလေးမစားမလုပ်ဘူးအဲ့ဒီလိုစစ်ပုံကြနေတာစစ်သားပီတာနေတာအဲ့ဒါကိုပဲစတန်ဒတ်လို့ခေါ်တယ်အဲ့ဒါကိုပဲစံနမူနာယူလောက်တဲ့စစ်သားလို့ခေါ်တယ်အဲ့ဒီစတန်ဒတ်တွေအဲ့ဒီစစ်ပုံကြတာတွေစစ်သားပီတာတွေစံနမူနာယူလောက်တဲ့စစ်သားတွေဟာ UNG MOD ကာကွယ်ရေးဝန်ကြီးထောင်းတာက PDF တွေမှာမရှိဘူး PDF တွေကစစ်သားမပီတာဘူးစစ်ပုံမကြဘူးစတန်ဒတ်မရှိဘူးအရက်သားတတာပဲတနက်ပြည့်တင်တန်းတက်ထားတာပဲရှိတယ်တနက်ကြီးလက်ထဲမှာကင်ထားတာပဲရှိတယ်စစ်သားမပီတာချဘူးဒါဒေါက်တာဒေစာဆန်းပြောတာနော်ဖုံဖုံတို့လည်းဒါပြောတယ်နော်ခဏခဏအဲ့လိုစစ်သားပြမဖြစ်သေးတဲ့အတွက်ကြောင့်စစ်ပုံမကြသေးတဲ့အတွက်ကြောင့်တဲ့အဲ့ဒါအင်မတန်မှကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်နေတယ်ဆိုလိုချင်တာကတိုင်းရင်းသားတွေကဒီ UNG အောက် MOD အောက်မှာရှိတဲ့ PDF တသိန်းကိုကူညီဖို့အတွက်တွန့်ဆုတ်နေကြတယ်ဘာကြောင့်တွန့်ဆုတ်နေကြတယ်ဆိုရင်ဟာဒီကောင်တွေကတနက်ပြစ်တက်တာပဲရှိတယ်သူတို့ဟာပြည်သူစီမှာအခွန်ကောက်စားတယ်ပြည်သူစီမှာဓမြိုက်တိုက်စားတယ်ပြည်သူကိုပြန်ဖမ်းတယ်ပြည်သူကိုပြန်တရာတောကြနေဘယ်နှက်ကပြည်သူကိုပြစ်တက်လိုက်ပြီးတောကြနေဘယ်နှက်ကပြည်သူကိုမဒိန်ကျင်းလိုက်ပြန်ပြီအဲ့ဒီလိုတွေလုပ်နေတော့တိုင်းရင်းသားတွေကဒီ PDF တွေကိုကြောက်လန့်နေတယ်ဆိုလိုချင်တာကဒီတနက်ကို PDF တွေရဲ့လက်ထဲကိုပေးဖို့အတွက်ဓမြတွေဖြစ်သွားမလားသဘုံတွေဖြစ်သွားမလားအကြမ်းဖက်တွေဖြစ်သွားမလားထိတ်လန့်နေကြတာဒါကြောင့်ဒေါက်တာဒေစာဆန်းကတိုင်းရင်းသားလက်နက်ကင်တွေရဲ့နယ်မြေတွေကိုတွားလို့ရှိရင်တိုင်းရင်းသားလက်နက်ကင်တွေကအမြဲတမ်းညီးတွားကြတယ်စိတ်ပြတ်ကြတယ်တဲ့နော်ဘလို့တွေညီးတွားကြတယ်ဘလို့တွေစိတ်ပြတ်ကြဆိုအခု UNG အောက်မှာရှိတဲ့ PDF တွေကစစ်သားမပီသားကြဘူးတဲ့နော်စစ်ပုံမကြဘူးတဲ့ပြီးတော့စစ်ကျင့်ဝတ်တွေစစ်စည်းကမ်းတွေကိုမလိုက်နာဘူးထင်ရတွေလုပ်နေတယ်တဲ့ပြောချင်တာကအယက်သားတနက်ကင်ထားတယ်လို့ပဲပေါ့နော်စစ်သားမဟုတ်ဘူးအယက်သားတနက်ကင်ထားတော့ပဲရှိတယ်PDF ဘယ်တရင်ညာတရင်လို့ဒါပြောတာစစ်သားမပီသားကြဘူးတဲ့ပြည်သူကိုတော်ကြနေအနိုင်ကျင့်ပြန်ပြီတော်ကြနေပြည်သူကိုစော်ကားပြန်ပြီတော်ကြနေပြည်သူကိုတပ်ဖြတ်ပြန်ပြီအဲ့ဒါတွေကမမြင်ချင်မှအဆုံးမကြားချင်မှအဆုံးအဲ့တော့ဒီ PDF တွေရဲ့လက်ထဲကိုဘယ်တိုင်းရင်းသားကလက်နက်ခဲမိကြောက်တွေပေးဖို့အတွက်တွန့်ဆုတ်နေကြတယ်အားမလို့အားမရဖြစ်နေကြတယ်စိတ်ပြတ်နေကြတယ်ပြောချင်တာကသူတို့ပေးလိုက်ရင်မှားသွားမှာကြောက်တာသူတို့ပေးလိုက်ရင်မှားသွားမှာကြောက်တာဥမာသူတို့ကပေးလိုက်တယ်အဲ့ပေးလိုက်တဲ့ PDF အဖွဲ့ကပြည်သူကိုပြန်ပြီးဓမြတိုက်ပြည်သူကိုပြန်ပြီးတပ်ဖြတ်နေတဲ့အဖွဲ့ဖြစ်မှာကြောက်တာသူ
တို့ပေးလိုက်တဲ့လက်နက်သည်အေးလိုပဲမင်းအောင်လှိုင်ကိုပဲတိုက်ရမှာသူတို့ပေးလိုက်တဲ့လက်နက်သည်ပြည်သူဘက်ကိုပြောင်းမလဲရအောင်ပြည်သူကိုဓမြမတိုက်ရအောင်ပြည်သူကိုအခွန်မကောက်အောင်ပြည်သူကိုအနိုင်မကျင့်အောင်မစော်ကားရအောင်အဲ့ဒီလိုဖြစ်နေရမှာဒါကြောင့်ဒေါက်တာဒေဇာဆန်းတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နယ်မြေတွေကိုတွားလို့ရှိရင်တိုင်းရင်းသားတွေကညီးတွားကြတယ်MUG အောက်က PDF တွေကကွာစီကံလည်းမရှိကြဘူးကွာပြည်သူကိုစော်ကားကြပြည်သူကိုတက်ကြပြည်သူကိုဖက်ကြအိုးမဒိန်ချင်းကြဓမြတိုက်ကြနဲ့ရှုပ်ချက်ခတ်နေတာအဲ့ဒီလိုလူမျိုးတွေငါတို့ဘလို့အကူအညီပေးမလဲဘလို့ယုံယုံကြည်ကြည်နဲ့လက်နက်ခဲမိကြောက်တွေငါတို့ပေးမလဲဒါသူ့ရဲ့ခံစားချက်ကိုရေးထားတာနော်သူ့ရဲ့ခံစားချက်ကိုရေးထားတာဒါဖတ်ပြနေတာဒါကြောင့်တိုင်းရင်းသားလက်နက်ကိုင်တွေကဒီလိုစီကံမရှိတဲ့ PDF တွေကိုတဲ့နော်စီကံမရှိတဲ့ PDF တွေကိုအားမလို့အားမရဖြစ်နေကြတယ်တဲ့စီကံဆိုတာကောက်တော့ကွန်တက်တို့ချိတ်ဆော့ကွန်မန့်တို့ပေါ့နော်စစ်တယ်တော့ကျင်းဝတ်တွေပေါ့စစ်သားတယောက်ဟာပြည်သူဘက်ကိုပြောင်းမလဲရဘူးပြည်သူကိုမရင်းပြကြအောင်ပြည်သူကိုဓမြမတက်ရအောင်ပြည်သူကိုအခွန်မကောက်ရဘူးပြည်သူကိုမစော်ကားရဘူးအထက်အရာရှိတွေမသိဘဲနဲ့ဘာမှမလုပ်ရဘူးအထက်အရာရှိတွေရဲ့အမိတ်ရမှာပဲလုပ်ရမယ်နာခံရမယ်လေးစားရမယ်တန်ဖိုးထားရမယ်အဲ့ဒါတွေဘာတစ်ခုမှမရှိတဲ့ဘာစိတ်ကမှမရှိတဲ့ဒီ PDF တွေကိုတဲ့တိုင်းရင်းသားတွေကအင်မတန်မှကိုအားမလို့အားမရဖြစ်ပြီးညီးတွားနေကြတယ်တဲ့ဒါကြောင့်စိတ်ကမရှိတဲ့ PDF တွေဆိုတာတဲ့တနက်ကင်ထားတာပဲရှိတယ်မင်းအောင်လှိုင်ကိုတိုက်လို့ရမှာမဟုတ်ဘူးတဲ့အဲဆိုစိတ်ကမှမရှိတာတဲ့သူတို့တနက်တကားကားနဲ့လှုပ်ချင်တယ်လို့လှုပ်တယ်ဘာလို့ PDF တွေကိုလေ့လာကြည့်တော်တော်များများကတနက်တကားကားနဲ့လှုပ်ချင်တာလှုပ်နေကြတာတော်ကြံနေဘဒုတတ်သွားပြန်ပြီဟာတော်ကြံနေဘဒုဖမ်းသွားပြန်တော်ကြံနေဘဒုမရင်းကျင်ပြန်ပြီဟာနဲ့ထင်ရည်လုံနေကြတာအဲ့တော့ဒီအဲ့လိုစစ်တဲ့တော့ကျင့်ဖို့စစ်စည်းကမ်းတွေမရှိဘူးဆိုရင်ရန်သူဖြစ်တဲ့မင်းအောင်လှိုင်ကိုဘလို့မှတိုက်လို့ရမှာမဟုတ်ဘူးဒါကြောင့်ဘုံဘုံတို့ PDF တွေကတနက်မရှိတာမဟုတ်ဘူးလက်နက်ခဲရမိကြောက်မရှိတာမဟုတ်ဘူးစစ်စည်းကမ်းမရှိတာစစ်သားမတိတာစစ်ပုံမကြတာစတန်တက်မရှိတာစာနမူနာယူလောက်တဲ့စစ်သားကောင်းတွေမဖြစ်သေးတာစာနမူနာယူလောက်တဲ့စစ်သားကောင်းတွေမဖြစ်သေးတာအဲ့လိုစာနမူနာယူလောက်တဲ့စစ်သားကောင်းတွေမဖြစ်သေးပဲနဲ့သူတို့ရဲ့လက်ထဲကိုဘယ်တိုင်းရင်းသားတွေကလက်နက်ခဲမိကြောက်တွေပုံပြီးပေးရဲမှာလဲအကုန်လုံးဓမြတွေတခိုးတွေလူစိုးအကြမ်းဖက်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲအဲ့ဒါတွေကို MOD ကတာဝန်ခံပါလားအဲ့ဒါတွေကိုကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ခံပါလားအဲ့ဒါတွေကိုပြည်ထောင်ရေးဝန်ကြီးဌာနကတာဝန်ခံပါလားအခုတော့မှကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်ထောင်ရေးဝန်ကြီးဌာနကသူတို့အောက်မှာရှိတဲ့ PDF တွေကိုအခုလိုစစ်စည်းကမ်းပြေဝအောင်ဘာမှမလုပ်ပေးနိုင်ဘဲနဲ့ဘယ်လိုတာဝန်ခံရဲမလဲဥပမာမောင်ဆောင်က PDF တွေကိုတိုင်းရင်းသားတွေကလက်နက်1000ထောက်ပံ့လိုက်တယ်မောင်ဆောင်ကရဲ့အရေးချင်းကိုသိမှ PDF တွေကမောင်ဆောင်ကကိုထောက်ပံ့မှာပေါ့ဟာမောင်ဆောင်ကရဲ့အရေးချင်းကိုငါတို့ယုံတယ်ကွာမောင်ဆောင်ကတကယ်စစ်တေတော်ကျင့်ဝတ်နဲ့ပြည့်စုံတယ်ကွာစတန်ဒတ်နဲ့ပြည့်စုံတယ်မောင်ဆောင်ကရဲ့လက်ထဲကိုငါတို့တနက်1000အပ်ရဲတယ်ကွာဆိုဟုတ်တယ်မလားဘုံပြောတာဒါကြောင့်မောင်ဆောင်ကဒီတိုင်းရင်းသားတွေရဲ့အကူအညီရခြင်းမရခြင်းကဘာနဲ့ဆိုင်လဲဆိုရင်မောင်ဆောင်ခဒီစစ်တဲ့တော့ကျင့်ဝတ်တွေစစ်စည်းကမ်းတွေပြည့်စုံတဲ့တော်လိုင်းလက်နက်ကန်အဖွဲ့အစည်းဖြစ်မှာပဲတိုင်းရင်းသားတွေကသူ့ကိုယုံယုံကြည်ကြည်နဲ့အနှံမှာပေါ့ယုံယုံကြည်ကြည်နဲ့ပေးမှာပေါ့အခု UNG နဲ့ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်ရေးဝန်ကြီးဌာန CRPA အောက်မှာရှိတဲ့ဒီပ3လုံးနဲ့ PDF တွေကတိုင်းရင်းသားတွေဘယ်လိုလုပ်ယုံကြည်မလဲဘယ်လိုစိတ်ချမလဲလှုပ်ချင်တာတွေလှုပ်တနက်ကြီးတကားကားနဲ့ပြည်သူဘက်ကိုပြောင်းလှည့်နေတာလေကဲစဉ်းစားကြည့်ဒါတွေကပြုတ်ပင်ဖို့ပြောနေတာကောင်းတဲ့နေမဟုတ်ဘူးကောင်းတဲ့ကြည့်ချင်းထွက်ပြီးခက်တဲ့မီဒီယာသွားကြည့်တော့နော်ကောင်းတဲ့ကြည့်ချင်းခက်တဲ့မီဒီယာကိုတော့ဘုံမောကိုလာမကြည့်နဲ့ကောင်းတဲ့နေပြောပြနေတာမဟုတ်ဘူးတိုင်းပြည်အမြန်ဆုံးငြိမ်းချမ်းဖို့ຫນွေဥတော်လည်းအမြန်ဆုံးငြိမ်းပြီးဆုံးဖို့ဘာတွေလိုအပ်တယ်ဆိုတာကိုပြောပြနေတာနွားတွေရဲ့သတင်းကောင်းနားထောင်ခြင်းခက်တဲ့မီဒီယာကိုသွားကြည့်ဒါသတင်းကောင်းပြောတဲ့ဌာနမဟုတ်ဘူး